နိုင်ငံမှာနေပြီးတော့ဒါ freelancer တယောက်အနေနဲ့ရပ်တည်လို့ရတော့ဆိုရင်တော့ဟုတ်ကဲ့ရပါတယ်မြန်မာနိုင်ငံမှာပေါ့နော်အခုလက်ရှိနောက်ပိုင်းမှာဒါ digital marketing အလုပ်ငန်းတွေရတယ်အများကြီးတင်ကျလာတဲ့အတွက်ကြောင့်မလို့ဒီမြန်မာနိုင်ငံမှာနေပြီးတော့ဒါ freelancer တယောက်အနေနဲ့ရပ်တည်လို့ရတယ်ပေါ့နော်ဟုတ်ကဲ့ freelancer အကြောင်းကိုပြောရင်ဒါ freelance အလုပ်တွေကဘယ်လိုမျိုးလဲဘယ်လိုသဘောတဘာဝရှိလဲဆိုတော့ကျွန်တော်နည်းနည်းလေးရှင်းပြပေးမယ် freelance ဆိုတာကျတော့သူကတကူတဲ့ service ပေးတာဝန်ဆောင်မှုပေးတာပေါ့နော်တယောက်တည်းဝန်ဆောင်မှုပေးတာသူကပုံမှန်အချိန်စီရတယ်ဒီ9 to 5 job လို့ပြောဒီလောက်ကနေဒီလောက်အလုပ်လုပ်ရမယ်ရုံတက်တာပဲအဲ့လိုမရှိဘူးလုပ်ငန်းရှင်ရဲ့အလုပ်ရှင်ရဲ့ထိန်းချုပ်မှုအောက်မှာနေစရာမလိုသူကတယောက်တည်းလုပ်လို့ရတယ်တယောက်တည်းလုပ်လို့ရတယ်သူကအိမ်မှာလည်းလုပ်လို့ရတယ် coffee design co-working space ဘယ်နေရာမှာဆိုလုပ်လို့ရတယ်သူက reserve ဖြစ်ဖို့ reserve တခုရဖို့ပေးရတဲ့ deadline တွေမှာ reserve တခုရဖို့အဲ့ဆိုအဆင်ပြေတယ်သူရဲ့အလုပ်သဘောတဘာဝကဒါအဲ့တိုင်းပေါ့နော်ဒါပြီးလို့ရှိရင်သူကလွတ်လပ်တယ် freedom ဖြစ်တယ်ဒါတနေရာထဲမှာလုပ်စရာမလိုဘူးဒါ project တွေအများကြီးကိုဒါဝန်ဆောင်မှုပေးလို့ရတယ်ပြီး client ကနေဖောက်တယ်တွေအများကြီးဝန်ဆောင်မှုပေးလို့ရတယ်ဒီ industry တစ်ခုပဲရဒီ client တွေရောပဲဝန်ဆောင်မှုပေးရမယ်အဲ့လိုမရှိဘူးသတ်မှတ်ချက်တွေမရှိဘူးပေါ့ဒါတော့ဥပမာထားပါတော့အစားအသောက်ဘက်က client ရောဝန်ဆောင်မှုပေးလို့ရတယ်တခြားအဆောက်လုပ်ရေးancient တွေတခြားဒီ jewelry ဘိုင်းတွေတခြားဒီ aesthetics ဘိုင်းတွေရတယ်အလှပတွေပေါ့နော် beauty ဘိုင်းတွေပေါ့နော်အဲ့လို level မျိုးစုံပေါ့နော်ကိုကျွမ်းကျင်ရ level မျိုးစုံကိုဒါဝန်ဆောင်မှုပေးလို့ရတယ်အဲ့ဒါကကြတော့ဒါ freelance ရဲ့သဘောတဘာဝပေါ့နော်နောက်တစ်ခုကကြတော့ pricing ဈေးသတ်မှတ်တာကကြတော့ကိုယ့်ရဲ့ဒီ work လုပ်ပေါ့နော်ကိုလောက်ရမယ့် work လုပ်တွေတခြားဒီ experience တွေတခြားကိုပေးနိုင်တဲ့ value တွေပေါ့မူတည်ပြီးတော့ဒါကိုကဒါ price ကိုသတ်မှတ်လို့ရတယ် freelance job မှာကမှ pricing ကိုသတ်မှတ်တာပုံသင်မရှိဘူးကိုက3000သတ်မှတ်တယ် client က3000ပေးနိုင်ဒါအဆင်ပြေတယ်1000ခွဲသတ်မှတ်တယ်1000ခွဲပေးနိုင်အဆင်ပြေတယ်ဒါဟိုလိုကဒီလိုအတက်ပညာနဲ့ဒီလိုတန်ဖိုးတွေရှိတော့ဒီလိုဈေးဖြစ်ရမယ်အဲ့လိုမရှိဘူးဒါပေမဲ့အကြမ်းပြင်းတော့ရှိရပါတော့ဒါလူဖွဲ့ဒီအတိုင်းဝိုင်းအဖွဲ့အစည်းကသတ်မှတ်ထားတဲ့ general range တော့ရှိတယ်ဒါပေမဲ့ကိုဘယ်လိုရောက်လဲကြိုက်ရောင်းကြိုက်ဝယ်ပုံစံမျိုးနဲ့တစ်ခါလေလောက်ကြတာရှိတယ်ဒီ client ကပေးနိုင်တဲ့ budget ပေါ့ကိုကပြန်ပေးနိုင်တဲ့ဝန်ဆောင်မှုပေါ်မူတည်ပြီးတော့ဒါအဆင်ပြေတယ်လို့လေးညှိနှိုင်းပြီးလောက်ရတာလည်းရှိတယ်ပေါ့နော်အဲ့လိုမျိုးအရင်range တစ်ခုကိုပုံသေးထားပြီးလောက်တာတော့မရှိဘူးပေါ့နော်ဒါပေမဲ့ general range တော့ထားတော့ရှိတာပေါ့နောက်တစ်ခုကကျတော့တာဝန်ယူမှုတာဝန်ခံမှုများတယ်တာဝန်ယူမှုတာဝန်ခံမှုကကျတော့ဥပမာထားပါတော့ဗျာဒီ9 to 5 job သမားဆိုရင်အလုပ်ရှင်ကဒီ computer တွေ wifi တွေတခြားပေါ့ device တွေ wifi access တွေဒါတွေအကုန် provide ပေးထားတယ်ကျွန်တော်တို့ freelance မှာအဲ့လိုမရှိဘူးကိုတယောက်တည်းရမယ်ဒါတွေအကုန်လုံးဖြည့်ရတာအဲ့လိုရှိတယ်ဒီအလုပ်ရှင်ကလုပ်အပ်တယ်ဒီလောက်အချိန်ကာလ timeline တွေမှာ deadline တစ်ခုပေးရတယ်ဒီ result ကိုလိုချင်တာဒါပဲသူလိုချင်တာဒါပဲအဲ့အတွက်သူဘယ်လောက်ပေးရမလဲအဲ့အတွက်ကိုကျွန်တော်တို့ကဒီ computer လည်းကိုယ်ပိုင် computer ရှိရတယ်ကိုယ်ပိုင် laptop တွေတခြားဒီ device တွေ power bank တွေ wifi တွေဒါအကုန်လုံးကိုယ့်ဘာကိုပဲဒီ customize လုပ်ထားတာပေါ့ဆင်ထားတာကိုယ့်ဘာကိုပဲလုပ်ထားတယ်ကိုယ့်ဘာကိုပဲတက်ဆင်ထားတယ်အဲ့လိုမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ဘယ်သူမှဒါ support မပေးဘူးပေါ့နော်ကိုယ့်ဘာကိုပဲကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုတော့ run တာပေါ့နော် freelance သမားတယောက်ဆိုအဲ့လိုသဘောတော့ရှိပါတယ်အားသာချက်ကတော့ကျွန်တော်တို့ကဒီဝင်ငွေတွေမြင့်များမှာရနိုင်တယ်ပေါ့နော်ကိုကဒီ client များများရှိတော့ဝင်ငွေများနိုင်ပါတယ်ဥပမာထားပါတော့ဗျာ9သိန်းတလား9သိန်းအပ်တယ်9သိန်းလောက်အပ်တယ်ဒီ client တယောက်ရတယ်ဆိုအဲ့ client 9ယောက်ရှိတယ်တလား25သိန်းရတယ်တလား25သိန်းဆိုတာတာမန်ဝန်ထမ်းတယောက်ရဲ့အလားစားချက်အများကြီးပို့တယ်အများကြီးလည်းရတယ်ပေါ့နော်အဲ့တော့တလား25သိန်းရတဲ့ရုံးဝန်ထမ်းတယောက်ဆိုတာဒါဒီ management level လောက်မှရတဲ့ပတ်စံမျိုးအဲ့ပတ်စံမျိုးကိုက freelance တမားတယောက်နေနဲ့လုပ်မယ်ဆိုရင် management level မဟုတ်ရင်တော့ပါနည်းနည်း skillful ဖြစ်တဲ့ level လောက်ဆိုအဲ့လောက်အမောင်ရတယ်ဒါကတော့အားသာချက်ပေါ့နော် freelancer တမားတယောက်ရဲ့အားသာချက်နောက်တစ်ခုကကျတော့ကျွမ်းကျင်မှု skill set တွေအများကြီးရနိုင်တယ်ကိုက industry တစ်ခုတည်းကိုပဲဝန်ဆောင်မှုပေးတာမဟုတ်တဲ့အတွက်တခြားပေါ့နော်စောက်လုပ်ရေးလည်းဖြစ်နိုင်တယ် jewelry aesthetics အများကြီးဝန်ဆောင်မှုပေးနိုင်တာဒါဖြစ်တဲ့အတွက်ကိုကျွန်တော်တို့က knowledge တွေ skill set တွေအများကြီးရတယ်ပေါ့နော်အဲ့ဒီတစ်ခုကတော့ဒါတော်တော်လေး improve ဖြစ်တယ်နောက်တစ်ချက်ကကျတော့ကိုယ်ပိုင်လုပ်ငန်းတစ်ခုတော့သတ်မှတ်လို့ရတယ် freelance service ပေးတာဆိုကိုယ်ပိုင်လုပ်ငန်းပဲကိုယ့်ရဲ့အထက်မှာ boss ဆိုတာမရှိဘူးအထက်လူကြီးလည်းမရှိဘူးလုပ်ရှင်လည်းမရှိဘူးဘယ်သူမှမရှိဘူးကိုယ့်အလုပ်ကိုကိုယ်တိုင်တောင်းဝင်ချေဆိုတာနဲ့ဝန်ဆောင်မှုပေးရတာကိုယ့်စီအလုပ်လာရတဲ့ client ကိုဒါကြောင့်မို့လို့ကျွန်တော်တို့ကဘယ်သူမှလည်းရှိန်ရအောင်လို့ကြောက်စရာမလိုကိုကဒီ confidence ရှိနဲ့ဝန်ဆောင်မှုပေးလို့ရှိရင်ကိုယ့်စီအလုပ်လာရမှာပဲနောက်တစ်ခုကကျတော့ကိုကဒီ
ဒီလုပ်ငန်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုအသေးစိတ် detail သိထားဖို့လိုအပ်တယ်လို့တခြားimprove ဖြစ်စေမှာ skill set တွေကိုလည်းကိုယ့်ဘာကိုသင်သွားမှာဖြစ်လာတဲ့ error တွေကိုလည်းကိုယ့်ဘာကိုဖြေရှင်းရမှာဖြစ်တဲ့အတွက်ဒီ entrepreneur mindset ပေါ့နော်စုံဦးတည်ကျွန်းတယောက်လို့ mindset ရှိနိုင်တာဒါအဆင်ပြေရပေါ့နော်အဲ့တခုတော့ရှိပါတယ်အားနဲ့ချက်ကကြတော့သူကပုံမှန်ဝင်ရှိဘူး regular income မရှိဘူးသူက9 to 5တမားတယောက်လို့မျိုးဒီ basic salary မရဘူးကို client ကပေးလိုက်တဲ့ပတ်စံကိုပဲဒီ client တွေကပေးတဲ့ပတ်စံတွေပဲ survive လုပ်ရတာဖြစ်တယ် level ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကဒီ basic salary တော့မရှိဘူးပုံမှန်ဝင်ငွေလည်းမရှိဘူးclient တွေများရင်ပတ်စံများမယ်ဝင်များမယ် client တွေနဲ့လို့ရှိရင်ဝင်နေမယ်အဲ့တခုတော့ရှိတယ်အားကြောင့်မလို့ကျွန်တော်တို့ကရှေ့ရင်းဆွဲ client တွေကိုလည်းအချိန်ကြာလေးလောက်အောင်ထိန်းထားဖို့လိုအပ်တယ်ကျွန်တော်တို့ client အသစ်တွေကိုလည်းအမြဲတမ်း attract လုပ်နေဖို့လိုတယ်ရှိတ်ဆုံးနေဖို့လိုတယ်ပေါ့နော်ဆွဲဆောင်အောင်မယ်ပြီးလို့ရှိရင်လိုက်တာပဲပေါ့တခါတည်းလိုက်လာမယ်အဲ့ client တွေအသစ်တွေရအောင်ကျွန်တော်တို့ကရှေ့ရနေလိုက်လာမယ် network တွေရှာရမယ် event တွေလိုက် join ရမယ်အဲ့လိုမျိုးလိုက်ပြီးတော့ရှာရမယ်ပေါ့နော်နောက်တစ်ခုက attract လုပ်တာကျွန်တော်ကိုယ့်ရဲ့ personal Facebook page တစ်ခုခုဖြစ်ဖြစ် website တစ်ခုဖြစ်ဖြစ်ရှိထားတယ်ပေါ့နော်အဲ့ဒီကနေပြီးတော့ဒါဒီclient တွေရှိနိုင်မယ့်နေရာတွေကို group တွေကို Facebook မှာ client ရှာမယ်ဆို Facebook group တွေကိုတွားပြီးတော့ဒါ branding လုပ်တာဖြစ်ဖြစ်အဲ့လိုမျိုးနေတယ် client တွေကို attract လုပ်လို့ရပါတယ်နောက်တစ်ချက်ကကြတော့ဒီအကျိုးခံစား권တွေသိမရှိဘူး bonus ပေးရလည်းမရှိဘူးတခြားannual leave တို့ပါတော့ခွင့်တို့ပါတော့မရှိဘူးသူကဒီ freelance service ပေးတဲ့လူတယောက်ကဒီလုပ်ငန်းရှင်တယောက်လို့သတ်မှတ်ရမှာဖြစ်တဲ့အတွက်တခါတလေကြောင့်ရှင်တစ်ပတ်လုံးလုံးလုံးရတယ်ရှိတယ်တစ်ပတ်လုံးလုံးကျွန်တော်တို့ကဒါမနာမနေလုံးလုံးရတာပိတ်ရမရှိလုံးလုံးရတာထိုင်ရှိတယ်ဒီလိုမျိုးအခိုက်အတန့်တွေရှိရတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကဝန်ထမ်းတယောက်လို့ employee mindset ထားလို့မရဘူး employer mindset ပဲထားရတယ်ပေါ့နော်အဲ့တော့တခါတလေကြောင့်ရှင်ကျွန်တော်တို့ကဒီ9 to 11 9 to 10အဲ့လိုမျိုးအလုပ်လုပ်ရတယ်ရှိတယ်ဒါကိုယ့်ရဲ့ work load ပေါ်မူတည်ပြီးတော့လုပ်ရတာပေါ့နော်ဒါပေမဲ့ဒီပေါ်တော့ freelance service သမားတယောက်ကဒီကိုယ်ပိုင်စီးပွားရေးတစ်ခုကို status အနေနဲ့စလုပ်ရတယ် develop ဖြစ်အောင်လုပ်နေရတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကအမြဲတမ်းလေးလာနေရမယ်အမြဲတမ်းသုံးသပ်နေရမယ်အမြဲတမ်းဒီတိုးတက်နေအောင်လုပ်ရမှာဖြစ်တဲ့အတွက်ဝန်ထမ်းတယောက်လို့တော့ကျွန်တော် work life balance ညီအောင်နေတာတွေအကျိုးခံစား권တွေခွင့်ရတဲ့ဒါတွေမရှိဘူးဒါတွေကိုတော့ဒါပေးဆက်မှာဖြစ်ပါတယ်နောက်တစ်ခုကကျတော့ဒါအထီးကျန်တာကြတော့ဒီဘယ်လိုပြောမလဲကိုက freelancer တယောက်အနေနဲ့မနက်မိုးလေးမိုးချုံအလုပ်လုပ်ရတာဖြစ်တဲ့အတွက်ဒီ lonely journey ကိုတော့ကိုကဖြတ်သန်းရမှာပဲအထီးကျန်ပဲအပေါ်မဲ့ပဲပြီးလို့ရှိရင်ကိုကတယောက်တည်းအလုပ်လုပ်ရတာဖြစ်တဲ့အတွက်ဒီစိတ်ပိုင်းဆိုင်ရာ depress ပေါ့နော် depression တွေပါဒါဝင်နိုင်တာတွေရှိပါတယ်ဒီလိုအခက်အခဲတွေရှိနိုင်တဲ့အတွက်ဒါဒီ lonely journey ပေါ့နော်ဒီအထီးကျန်တာတွေဖြစ်လာရင်လည်းဘယ်လိုမျိုးဖြည့်ရှင်းရမယ်ဆိုတဲ့ဤနန်းတွေကိုလည်းfreelancer ဘလော့ကလည်းဝင်မယ်ဆိုရင်ကြိုးပြီးတော့လေ့လာထားဖို့လိုအပ်ပါတယ်ဒီနေ့မျှဝေခဲ့တဲ့အကြောင်းအရာလေးအကြောင်းတော့ freelancer တယောက်လုပ်တော့မယ်ဆိုရင်ဒါဘယ်လိုလုပ်တွေရှိလဲဘယ်လိုလုပ်တွေလုပ်ရလဲ freelancer ဆိုတာ freelancer ဆိုတာဘာလဲဘယ်လိုသဘောပေါက်ပါရှိလဲပြီးတော့ရှင် freelance job တွေအားသာကြအနာချက်တွေကဘာတွေလဲဆိုတာကိုရှင်းပြပေးသွားတာဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုမှာလည်းနောက်ထပ်အကြောင်းအရာအသစ်တွေနဲ့အတူပြန်လာခဲ့ပါမယ်ဟုတ်ကျေးဇူးတင်ပါတယ်